အားလုံးပဲမင်္ဂလာပါကျွန်တော်က Marilyn ပါဒီနေ့မှာတော့ကျွန်တော်ကပြင်သစ်ကိုလာဖို့စဉ်းစားနေတဲ့သူတွေများသောအားဖြင့်မေးကြတဲ့ပြင်သစ်မှာအချိန်ပိုင်းလုံးနဲ့နေစိတ်စားစိတ်အပြည့်အဝကာမိမလားပေါ့နော်အဲ့ဒီမေးခွန်းကိုကျွန်တော်ဒီနေ့အသေးစိတ်ဒီဗီဒီယိုလေးကနေတစ်ဆင့်ဖြေပေးသွားပါမယ်အဲ့တော့ကုန်ကြစရိတ်ကိုကာမိမလားမကာမိဘူးလားတမ်းမပြောခင်မှာကုန်ကြစရိတ်အသေးစိတ်ကိုရှင်းပြပါမယ်နံပါတ်1ကျောင်းစရိတ်ပါကျောင်းစရိတ်ကအစိုးရကျောင်းနေမှာဆိုလို့ရှိရင် Bachelor အတွက်ကို2500နဲ့2800ကျားကုန်နိုင်ပြီးတော့ Master အတွက်ကို3900ပတ်ချလဲမှာကုန်နိုင်ပါတယ် Private ကျောင်းတွေကတော့တစ်နှစ်ကို1000ကနေ1000ခွဲကျားမှာရှိနိုင်ပြီးတော့နာမည်ကြီးရဲ့ Private ကျောင်းတွေဆိုလို့ရှိရင်3000ကျော်အထိပေးရနိုင်ပါတယ်နံပါတ်2နေထိုင်စရိတ်ပေါ့နော် budget အခန်းဆိုလို့ရှိရင်တော့ Euro 900နဲ့900ကျားမှာရှိတယ် Paris ကတော့ဈေးအကြီးဆုံးထဲမှာပါတယ်တခြားအကြောင်းသူအကြောင်းသားတွေများတဲ့မြို့တွေဖြစ်တဲ့လီယွန်တို့မော်ပလီယေတူးလူးစ်ရန်ရူဝမ်ရှမ်ဘေရီအဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်တော့400ကနေ600ကျားမှာအခန်းနေရှာလို့ရပါတယ်နံပါတ်3အနေနဲ့ကကျန်းမာရေးအာမခံဖြစ်ပါတယ်ကျန်းမာရေးအာမခံကတော့ပြင်သစ်အစိုးရကနေပြီး80% free ပေးပါတယ် private insurance ကကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်တစ်နှစ်ကို400နဲ့900ကျားမှာရှိပါတယ်အဲ့တော့အစိုးရက80%ပြန်ပေးရဲကျန်တဲ့လိုအပ်နေတဲ့ရာခိုင်နှုန်းကို private insurance ကကာပေးရတဲ့အတွက်ကိုယ့်ရဲ့ကျန်းမာရေးအခက်အခဲတစ်ခုခုဖြစ်တယ်ဆိုရင်လည်းအရင်တော့ပူစရာမရှိပါဘူးနံပါတ်4လစဉ်အချိန်ပိုင်းလောက်ကနေပြီးတော့ဝင်ငွေဘယ်လောက်ရမလဲပြင်သစ်နိုင်ငံမှာကအကြောင်းသူအကြောင်းသားတွေကတစ်ပတ်ကိုနာရီ20အလုပ်လုပ်ခွင့်ရှိရဲတစ်နှစ်ကို964နာရီအလုပ်လုပ်ခွင့်ရှိပါတယ်အဲ့တော့တစ်ပတ်ကိုနာရီ20မှာကျွန်တော်တို့တစ်နာရီကိုဖြန်းမြ17ချက်ကနေ15ချက်ထိပေးလေးရှိပါတယ်ဒီ17ချက်12ချက်နဲ့ပြန်မြတွက်မယ်ဆိုလို့ရှိရင်ပဲတစ်လကို900နဲ့600ကျားမှရှိရဲပေါ့နော်အဲ့ဒါကအခွန်ကင်းလုပ်ခွင့်ရရှိထားတဲ့ကိုယ့်ရဲ့လစဉ်အချိန်ပိုင်းလောက်ကနေရတဲ့လာစားပေါ့နော်နောက်ဆုံးအချက်ကတော့ကျွန်တော်တို့စားစရိတ်နဲ့အထွေထွေသုံးစရိတ်ပေါ့နော်ဒါတွေအတွက်ကိုက200ကနေ400ကျားဖယ်ထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ခုနကမေကွန်ဖြစ်တဲ့ဒီပြင်သစ်နိုင်ငံမှာအချိန်ပိုင်းအလုံးနဲ့နေထိုင်စရိတ်ကိုအပြည့်အဝကာမိပါမလားအဲ့တော့မကာမိနိုင်ပါဘူးဒီအချိန်ပိုင်းလောက်ကနေရလာတဲ့ပတ်စံကကိုယ့်ရဲ့နေထိုင်စရိတ်ကိုအထောက်အကူဖြစ်နိုင်ပါတယ်ဒါပေမဲ့အပြည့်အဝကာမိဖို့ခက်ခဲပါတယ်အဲကျွန်တော်အနေနဲ့အကြံပေးရရင်ပြင်သစ်နိုင်ငံမှာကျောင်းလာတက်တယ်ဆိုရင် scholarship ရှာနိုင်ရင် scholarship ရှာပါ scholarship ကိုမယူဘူးကိုယ်နဲ့ကိုယ်ပဲကျောင်းတက်မယ်ကိုယ်ဘက်ကတက်နိုင်တယ်ဆိုလို့ရှိရင်တော့6လကနေတစ်နှစ်စာအတွက်ကိုကြိုပြီးတော့ plan ပြီးတော့သွင်းထားပါကျောင်းတက်နေစဉ်ကာလအတွင်းမှာအရင်အချိန်ပိုင်းလောက်ကိုတပန်းလုပ်ဖို့တော့အားမပေးပါဘူးပထမနှစ်မှာအချိန်ပိုင်းလောက်ကိုအားသုံးခွန်ဆိုင်လုပ်ထားရဆိုရင်အဲ့ဒီကနေရလာမယ့်အထောက်ပံ့တွေကဒုတိယနှစ်အတွက်တော့အထောက်အကူဖြစ်နိုင်ပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုအပ်တဲ့ information လေးတွေပြည့်စုံစုံသိရမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံတွေ့ပါမယ်à bientôt